ဟုတ်အားလုံးမင်္ဂလာပါမျိုးတို့ရေကျွန်တော်ခီးပန်ရှိတူပါကြားလိုက်ကြသေးလားဗျကျွန်တော်ကောင်းဆုံးစူးစမ်းပေးခဲ့တယ်နော်15ရက်တလားကြာတာပရီးနေ့အတွက်ကျွန်တော်ရဲ့အမာကြီး338ခီက34လို့ထွက်သွားလို့တာဝန်ချခဲ့ပါတယ်ဒုံးပိုင်နေနဲ့35ချင်းပြီးခဲ့တာလေ34လို့ထွက်လို့တာဝန်ချခဲ့ပါတယ်နော်မိန်ကွက်ထဲမှာလေ34ပါတဲ့တွေ့34ထွက်ခဲ့လို့မိန်ကွက်လေတာဝန်ချခဲ့ပါတယ်ဗျကျွန်တော်10ရက်ကပြောခဲ့တယ်နော်မှတ်မိလားမသိဘူးထူးခြားဖြစ်စဉ်တွေကြောင့်လို့35ရှစ်ခွေနဲ့49ခွေတို့ဆင်းမယ်လို့ကျွန်တော်ပြောခဲ့ပါရဲ့နော်အဲ့ဒီခွေနှစ်ခွေတဲ့က49အခွေဆင်းခဲ့ပြီဖြစ်တဲ့အတွက်ခွေတစ်ခွေကတော့တာဝန်ကြီးပါပြီပဲဖြစ်ပါတယ်အဲ့တော့မျိုးကိုကျွန်တော်ပြောခဲ့တဲ့ထက်ကကီရောလုံးမိုင်ရော main card ရောအခွေရောအားလုံးတာဝန်ကြီးခဲ့ပါပြီမျိုးတို့ကြီးကဲဒီတော့16ရက်တလားတောက်ကြနေ့အတွက်ကျွန်တော်ရဲ့အမာကြီးကတော့916ပဲဖြစ်ပါတယ်လုံးမိုင်နေနဲ့49ချင်းကိုကစားမှာပဲဖြစ်ပါတယ်ဗျတင်ခွက်အနေနဲ့ကတော့ကျွန်တော်ဈေးခွက်စီးချောင်းသာပြောင်းမသွားခဲ့ဘူးဆိုရင်ကျွန်တော်156ခွေတဲကနေပြီးတော့ကျွန်တော်10တင်က60ချောင်းက16ကို main တင်ပြီးကစားမှာဖြစ်ပါတယ်ဒူ main အနေနဲ့ကတော့343ကို848ကို main တင်ပြီးကစားမှာပဲဖြစ်ပါတယ်ဗျဒါကတော့ကျွန်တော်ရဲ့ကြိုက်ရွေးချယ်မှုတသက်ပါမျိုးတို့ရောဘယ်ကနန်းနေကြိုက်လဲဆိုတာ comment မှာရေးခဲ့ပေးပါဦးဗျကျွန်တော်အမျိုးတွေအားလုံးငွေကြေးဆင်ပြေပြီးတော့စိတ်ချမ်းသာပျော်ရွှင်တဲ့ဘဝကိုပိုင်းဆိုင်နိုင်ပါစေလို့ကျွန်တော်ကီးပိုင်ရွှေတူစုမကောင်တောင်းပေးလိုက်ပါတယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ